မင်္ဂလာပါရှင်အခုပြပြသွားမယ့်အကြောင်းအရာလေးကတော့လှပတဲ့ပြုံးပိုင်ရှင်ဖြစ်အောင်အစားအစာတွေကိုဘယ်လိုစားသောက်ရမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးခြင်းပါတယ်။သွားနိုင်ကြတဲ့ကျန်းမာရေးဟာတစ်နေ့တိုင်းနေထိုင်မှုဘဝမှာအရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။အပြုံးလှလှလေးတွေပိုင်းဆိုင်မှုတွေမကဘဲနဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါအစာလေးစနစ်ရဲ့အစာဖြစ်တဲ့ဂရင်းကိုဂရုစိုက်ဖို့လိုအပ်ပါသေးတယ်။လူတော်တော်များများကသွားလိုက်တာတစ်ခုတည်းနဲ့တည်းလုံလောက်ပြီးလူတွေနဲ့လက်ကြပါမယ်တကယ်တမ်းတော့စားတော့လိုက်တဲ့အစားအစာတွေကသွားရဲ့ညှက်ခိုင်မှုနဲ့တပုံးကျန်းမာရေးပေါ်မှာတိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်အခုပြပြပေးမှာတော့သွားနေကြတဲ့ကိုတဘာဝအတိုင်းအပြည့်ပေးနိုင်နေအကောင်းဆုံးအစားအစာတွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောချင်တာကတော့နိုးနဲ့တွက်ပစ္စည်းတွေကိုပြပြပေးခြင်းပါတယ်နို့ဒိန်ဂျင်နဲ့ဒိန်ကဲတွေမှာကယ်လ်ဆီယမ်နဲ့ phosphate တွေကျွဲဝါးကပါဝင်ပါတယ်အဲ့ဒီချက်တွေကသွားရဲ့အပြင်ဘက်ဆုံးအလွှာဖြစ်တဲ့ကျူတာကိုပြန်လည်အားဖြည့်ပေးနိုင်တဲ့အစွမ်းရှိပါတယ်အထူးသဖြင့်ဒိန်ကဲစားပေးခြင်းကဂရင်းထဲကအဆစ်ဓာတ်ကိုလျှော့ချစေပြီးတောက်ဖို့စားခြင်းကိုကောက်ွယ်ပေးနိုင်ပါတယ်တပုံးရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်ဒီဂျင်မှာပါတဲ့အကျိုးဘက်တီးရီးယားတွေကလည်းတပုံးရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်နောက်ထပ်အရေးကြီးတာကတော့ရေဓာတ်ပါပဲရေမြများတောက်ပေးခြင်းဟာလည်းဂရင်းထဲမှာရှိနေတဲ့အစားအစာအကျဉ်းချုပ်တွေကိုသက်ဆိုင်ပယုံနေမကဘဲနဲ့တရွေထွက်ရှိမှုကိုလည်းအားပေးပါတယ်။တရွေဟာသွားတွေကိုတဘာဝအတိုင်းစိတ်ကြောပေးတဲ့အပြင်သွားကြွေလာပျက်စီးမှုကိုကောက်ဝဲပေးတဲ့တတ်တုတက်ကိုလည်းပြန်လည်ဖြည့်တင်းပေးပါတယ်။ဒါကြောင့်အချွေရီအစားရေကိုသာအဓိကထားသုံးသင့်ပါတယ်။သွားနေကြရင်ကျမရဲ့အကြောင်းပြပြရရင်ကယ်လ်ဆီယမ်ဓာတ်ကိုချန်ထားလို့မရပါဘူး။သွားတွေကအယိုးတွေလိုပဲကယ်လ်ဆီယမ်ဓာတ်နဲ့အဓိကလိစောက်ထားတာဖြစ်ပါတယ်။အဲဒါကြောင့်နိုးနဲ့နိုးထွက်ပစ္စည်းတွေဟာသွားတွေကိုဟိုင်မာစေမှုအတွက်မရှိမဖြစ်အရေးပါတဲ့အစားအစာတွေပဲဖြစ်ပါတယ်။နိုးဟာကယ်လ်ဆီယမ်နဲ့ phosphate ဓာတ်တွေကျွဲဝါးစွာပါဝင်တဲ့အတွက်သွားရဲ့အပေါ်ယံကြွေလာကိုပြန်လည်ပြင်းနှင်းပေးပါတယ်။ဒိန်ဂျင်မှာပါဝင်တဲ့ probiotic လို့ခေါ်တဲ့အကျိုးပြုဘက်တီးရီးယားတွေဟာတဖုံးတွေကိုကျန်းမာစေုံသာမကသွားဖို့သားခြင်းကိုဖြစ်စေတဲ့ဆိုးဝါးတဲ့ဘက်တီးရီးယားတွေကိုလည်းအပြည့်ပေးပါသေးတယ်။သတိထားမှာတော့တကြားတဲ့ပါဝင်တဲ့ဒိန်ဂျင်ကိုသာရွေးချယ်ထားမှုဖြစ်ပါတယ်။တကြားပါတဲ့ဒိန်ငင်တွေဟာအကျိုးတဲ့အပြစ်ကိုပြည့်စုံနိုင်လို့ပဲဖြစ်ပါတယ်။ဒိန်ငင်ဟာသွားအတွက်အားသင့်စရာအစွမ်းရှိပါတယ်။ဒိန်ငင်စားခြင်းကဂရင်းထဲက pH level ကိုမြင့်တက်စေပြီးအဆစ်ဓာတ်ကိုလျှော့ချပေးပါတယ်။ဒါအပြင်ဒိန်ငင်ကိုဝါစားလိုက်တဲ့အခါထွက်လာတဲ့တွေတွေကသွားချတဲ့ကအငြင်းကြီးတွေကိုတက်စေပေးပါတယ်။ဒိန်ငင်မှာပါဝင်တဲ့ကက်ဇင်းလို့ခေါ်တဲ့ protein ဓာတ်ဟာသွားကြွေလာကိုအကာအကွယ်တစ်ခုတစ်ခွဲဖုံးအုပ်ပေးနိုင်ပါတယ်။လူနဲ့လူထွက်ပစ္စည်းတွေကိုနေ့စဉ်စားသောက်ပုံစံမှာထည့်သွင်းစားသုံးခြင်းဖြင့်သွားနဲ့အယုံအတွက်ခိုင်မာစေုံသာမကတပုံးကျန်းမာရေးကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။ဒီနေ့ကိုနိုးတစ်ခွက်သုံးခြင်းဒါမှမဟုတ်ဒိန်ကြီးအနေငယ်စားခြင်းကသွားစီအောင်စီသွားရမယ့်အကျဉ်းရင်အတွက်လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။သွားနဲ့ဂရင်းကျန်းမာရေးအတွက်တတိယမြောက်အရေးကြီးတဲ့အစားအစာအုပ်စုကတော့အမြင့်တက်ကြွယ်ဝတဲ့အသီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေပဲဖြစ်ပါတယ်။ဒီအစားအစာတွေကိုတဘာဝသွားလိုက်တဲ့များလို့တော့နှင်းသားခေါ်နိုင်ကြပါသေးတယ်။ပန်းသီးကိုစားလိုက်တဲ့အခါထွက်လာတဲ့လူတွေကဂရင်းထဲမှာရှိတဲ့ဘက်တီးရီးယားတွေကိုဖျက်ချပေးပါတယ်။ပန်းသီးရဲ့အသားကျန်းတဲ့အတွက်သွားမင်းတဲ့ပြင်ပေါ်ကအစောလေးအနေနဲ့အစားအစာဟောင်းတွေကိုပုတ်တိုက်ဖယ်ရှားပေးပါတယ်။အချို့တဲ့အနှင်းငယ်ပါဝင်မဲ့အမြင့်တက်တဲ့ခြေတွေကပုံများနေရကြောင်းသွားအတွက်အကျိုးရှိစေမယ့်အသီးဖြစ်ပါတယ်။မုံလာဦးဒီအစိမ်းကိုဝါစားခြင်းကတဖုံးတွေကိုနှိမ့်နယ်ပေးလို့ဖြစ်စေပြီးသွေးလည်ပတ်မှုကိုကောင်းမှုစေပါတယ်။ဒါအပြင်မုံလာဦးဒီမှာဗီတာမင် A ကျွဲဝါးစွာပါဝင်တဲ့အတွက်သွားကြွေလာကိုတိစောက်ရမှာကူညီပေးပါတယ်။အစားအစာပြီးနောက်မုံလာဦးဒီအနေငယ်စားပေးခြင်းကသွားတိုက်ရသလိုနှက်စင်မှုကိုပေးစွမ်းနိုင်ပါတယ်။ကိုင်လန်ဟင်းနုနယ်စားတဲ့အရွက်တွေဟာကျန်းမာရေးအတွက်သာမကဂရင်းအတွက်လည်းအထူးကောင်းမှုပါတယ်။သူတို့မှာကယ်လ်ဆီယမ်ဓာတ်နဲ့ folic acid တွေပါဝင်ပါတယ်။ folic acid ဟာတဖုံးရောဂါတွေကိုကုသရမှာအထောက်အကူပြုတဲ့ဗီတာမင် B တစ်မျိုးပါဝင်ပါတယ်။တရုတ်နယ်ဟာသွားကြတဲ့ကအညစ်အကြေးတွေကိုထိရှားရမှာအလွန်ထိရောက်ပါတယ်။သူ့မှာပါတဲ့အနှင်းတွေကအလုပ်လုပ်ပေးနိုင်ပါတယ်။ဗီတာမင် A နဲ့ C လည်းကျွဲဝါးတာကြောင့်တဖုံးကျန်းမာရေးအတွက်အထူးသင့်လျော်ပါတယ်။ဒီလိုအမြင့်တက်များတဲ့အစားအစာတွေကိုနေ့စဉ်ပုံမှန်စားသုံးပေးခြင်းကသွားပေါ်မှာကြောက်တီခြင်းကိုကောက်ဝဲပေးနိုင်ပါတယ်။အချိုးစားရေးစားပြီးရဲ့အခါမှာဖြစ်စေထမင်းစားပြီးရဲ့အခါမှာဖြစ်စေဒီလိုအသီးနှံတွေကိုအချိုးပန်းအနေနဲ့စားသုံးခြင်းကသိဟန်ကိုင်းကိုလမ်းဆန်းတဲ့နှင်းနေစီမှာဖြစ်ပါတယ်။အသီးနှံတွေထဲမှာဆိုရင်ပန်းသီးနဲ့မုံလာဥနီလိုမျိုးကျွတ်ကျွတ်ရအသီးနှံတွေကသွားအတွက်အရင်ကောင်းပါတယ်။ဒါအပြင်အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေမှာဗီတာမင်နဲ့သတ္တုဓာတ်တွေအများကြီးပါဝင်တဲ့အတွက်တပုံးကျန်းမာရေးကိုအထူးထောက်ကူပြုပါတယ်။အစားအသောက်ကိုရွေးချယ်ထားတော့တာဟာ
သွားဆရာအောင်စီသွားရမယ့်အရေးအတွက်ကိုရှော့ချပေးနိုင်တဲ့အပြင်ယုံကြည်မှုရှိတဲ့အပြုံးကိုလည်းဖန်တီးပေးနိုင်ပါတယ်။အခုပြပြခဲ့တဲ့အစားအစာတွေကိုနေ့စဉ်စားသောက်ပုံစံမှာထည့်သွင်းပြီးသွားနေကြရင်ကျန်းမာရေးကိုစတင်ပြီးစိုက်ကြည့်ဖို့တိုက်တွန်းပေးခြင်းပါတယ်။အစားအသောက်ဆိုတာကဘဝပို့ရင်မဟုတ်ဘဲနဲ့ကြရင်ကျန်းမာရေးအတွက်ပါအထောက်အကူပြုနေရကြစနစ်တကျရေးချက်ထားသုံးခြင်းကအနာဂတ်အပြုံးတွေကိုအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပြုပါတယ်။သွားနေကြရင်ကျန်းမာမှလည်းမိမိနှစ်သက်တဲ့အစားအစာတွေကိုအရသာရှိရှိနဲ့တစ်သက်လုံးစားသုံးနိုင်မှာဖြစ်ပါတယ်။အားလုံးပဲကျန်းမာတဲ့သွားနေကြရင်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။